ဒီကနေ့ဟာခါမြို့အထက်ကနိမှာကျမ်းပါပြုလုပ်တဲ့ချင်းကုမ်ထာလ်ထုတ်ပွဲကိုတက်ရောက်အားပေးကြတဲ့ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌချင်းပြည်နယ်ဆိုရဖွဲ့ဝင်ကြီးများပြည်နယ်အဆင့်ခရိုင်မြို့နယ်အဆင့်မှတာဝန်ရှိသူများနဲ့ခေါ်တော်ပွဲထုတ်ပွဲနှစ်တကူပွဲတော်ကိုတက်ရောက်အားပေးကြတဲ့တရင်သားများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တတ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာတရင်သားပေါင်းစုံနဲ့ကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းစတဲ့လူမျိုးများနဲ့အတူတကွရှင်တွဲနေထိုင်ပြီးနှစ်ပေါင်းကြစီစွာနေထိုင်ကြခဲ့ပါကြနေထိုင်လာခဲ့ကြပါတယ်တရင်သားလူမျိုးများကလည်းပဲစီးပေါ်တဏီကပင်ကုမီကုနယ်နဲ့ကုကန်ကြမှာကိုဖန်တီးပြီးတော့ကုထီကုနာနဲ့အစဉ်အုပ်စုလာခဲ့ကြတာအလုံးအတိပဲဖြစ်ပါတယ် UN UNESCO UNPO တို့ရဲ့စစ်တမ်းအရကမ္ဘာမှာလူကြီးမြို့နယ်စုပေါင်း9096ရှိတယ်လို့သိရပါတယ်တချို့ကတင်ကောပြောက်ွယ်ပြီးတော့ပြောက်ွယ်သွားတာလည်းပဲယာချီထောင်ရှိကြောင်းလေ့လာသိရှိရပါတယ်အဲ့ဒီအခြေအနေမှာမိမိတို့လူမျိုးများဟာလည်းပဲမိမိတို့ရဲ့စာပီဘာသာစကားယဉ်ကျေးမှုကိုအထူးအလေးထားထိမ့်သိမ့်ဖို့လိုအပ်တာသိရပါတယ်ဘာသာစကားစာပီယဉ်ကျေးမှုဒလိထုံးတမ်းမရှိတဲ့လူမျိုးမရှိတဲ့သူကလူမျိုးမရှိလို့သတ်မှတ်ရပါတယ်ဒါကြောင့်လူမျိုးဆိုတာ nation ရှိမှတိုင်းပြည် state ဖြစ်လာတာဖြစ်ပါတယ်ကမ္ဘာမှာလူမျိုးမရှိတဲ့တိုင်းပြည်ဆိုတာမရှိပါဘူးအဲဒါကြောင့်မိမိတို့ချင်းလူမျိုးများအနေနဲ့မိမိတို့ရဲ့စာပီဘာသာစကားရိုးရာယဉ်ကျေးမှုဒလိထုံးတမ်းများကိုမျက်နှာတန်ဖိုးထားဖို့အထူးလိုအပ်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့နိုင်ငံတော့အစိုးရအနေနဲ့တရင်သားလူမျိုးများကြီးဝန်ကြီးဌာနဆိုပြီးတော့2016ကစတင်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်ဝန်ကြီးဌာနအနေနဲ့လည်းမူဝါဒ၄ခုရေဝဲချက်5ခုနဲ့မြုံမှန်းချက်1ခုချမှတ်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တရင်သားစာပီတရင်သားလူမျိုးနွယ်စုများရဲ့စာပီအနုပညာယဉ်ကျေးမှုဒလိထုံးတမ်းအရှင်လာများကိုထိမ့်သိမ်းရှောင်းရှောင်းမြင့်တင်ရင်းနဲ့တရင်သားများရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအစဉ်တစိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်တရင်သားများရဲ့နိုင်ငံသားခွင့်ရေးများကိုတရင်သားတိုင်းအပြည့်အဝရရှိနိုင်ရန်အကာအကွယ်ပေးနိုင်ရန်အတွက်လည်းတရင်သားအခွင့်ကာကွယ်ဆောင်ရှောက်ဦးစီးဌာနအဦးဆောင်ပြီးတော့ဆောင်ရွက်နေပါတယ်ကျွန်တော်ချင်းပြည်နယ်မှာလည်းပဲတရင်သားစာပေနဲ့ယဉ်ကျေးမှုဦးစီးဌာနတရင်သားအခွင့်အရေးကာကွယ်ဆောင်ရှောက်ဦးစီးဌာနဆိုပြီးတော့ဦးစီးဌာနတစ်ခုရှိပါတယ်လက်ရှိကျွန်တော်ယုံလည်းပဲပြည်နယ်ညွှန်ကြားမှုယုံလည်းတည်ဆောက်လို့ပြီးစီးနေပါပြီအဲဒါကြောင့်ကျွန်တော်အနေနဲ့ဒီလိုရိုးရာပွဲတွေကျင်းပတဲ့အခါမှာအဓိကဘာကြောင့်ကျွန်တော်တို့ကျင်းပရတယ်လဲဆိုတာအရေးကြီးပါတယ်ခုနဒီဟာခါစာပေနဲ့ယဉ်ကျေးမှုဥက္ကဋ္ဌကတော့ဒီထုတ်အကြောင်းပြောပြပါပြီဥက္ကဋ္ဌကြီးကလည်းပဲထုံနဲ့ပတ်သက်ပြီးတော့ပြောပါတယ်အဓိကတော့ကျွန်တော်တို့ယဉ်ကျေးမှုအရာဒီထုတ်ပွဲဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲကောက်ဆိုင်ပြီးတဲ့အချိန်မှာကျွန်တော်စီးလူကြီးများကတော့ကောက်ရိတ်သိမ်းတဲ့အခါမှာသူကနှစ်တစ်ဆိုပြီးတော့အတိမတ်ပြုတ်ပြီးတော့ကောက်ရိတ်ချိန်ကတော့ကျွန်တော်ရဲ့နှစ်ကိုပြောင်းတဲ့အချိန်ပဲဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့တနည်းအားဖြင့်ကောက်တစ္ဆာပွဲပဲခေါ်နှစ်တစ်ကိုပဲခေါ်ဒါကျွန်တော်ရိုးရာရဲ့အနှစ်သာရအရှိဆုံးကတော့ဒီပွဲဒီကျွန်တော်တို့တနည်းပတ်လုံးပြင်ပန်းနေခဲ့တဲ့ဒုက္ခခံစားခဲ့တဲ့အခက်အခဲတွေကိုကြော်လွှားပြီးတော့အိမ်မှာစားတောက်ရေးအစားတောက်ပြည့်စုံစုံနဲ့လွတ်လွတ်လပ်ပျော်ပျော်ပါပါနေပြီးတော့ဆုံးသွားရှာတဲ့ပ
ပိုပြီးများမိဘများကိုကတော့တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်အနေနဲ့ဘယ်လိုပဲခေါ်ဒီပွဲဒီအားလုံးတန်ဖိုးထားကြပါတယ်2009မှာရန်ကုန်မှာကျွန်တော်အနေနဲ့ဒီအနုပညာ music ပိုက်တာဝန်ခံပြီးတော့ရန်ကုန်မှာချင်းအားလုံးပေါင်းပြီးတော့ပွဲလုပ်ခဲ့ပါတယ်အဲ့မှာလည်းပဲကျွန်တော်တို့ခေါ်ဒိုထိုဖန်အယ်အတီတီကျွန်တော်အခေါ်ဝါရီနဲ့စိုက်ဘွန်မှာရေးပြီးတော့ဆောင်ရွက်ကြပါတယ်ဘယ်လိုပဲခေါ်ဒီအခေါ်ဝါဒီအဓိကမဟုတ်ပဲနဲ့လောက်ရတဲ့ပွဲရဲ့အနှစ်သာရကအကြီးကြီးဆုံးဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီမှာရောက်ရှိလာတဲ့အဓိကလူကြီးပိုက်တဲ့လူငယ်ပိုင်းအနေနဲ့ဒီပွဲဒီကျွန်တော်တို့တချင်းဆိုပြီးတော့ပျော်ယုံပဲမဟုတ်ပဲနဲ့ဒီပွဲမှာကျွန်တော်တို့ဘာကိုအဓိကထားတယ်လဲစီးလူကြီးများရဲ့ရည်မှန်းချက်ကပါလေအဲ့ဒါသူနားလည်ပြီးတော့ရှင်လာထိမ့်သိမ့်ဖို့ဖြစ်ပါတယ်ခုနနိုင်ငံတော်စုရအနေနဲ့လည်းပဲဒီတယင်တကန်တာကိုဥစားပြီးတော့တတ်နိုင်တဲ့လောက်ပါဝင်ကူညီဆောင်ရွက်တဲ့အချိန်မှာကိုကပဲဒီဖြစ်ပြောင်းလဲအနေထားမှာခုယဉ်ကျေးမှုကိုရဲ့စာပီကုလိုမျိုးကိုထိမ့်သိမ့်ဖို့တာဝန်ရှိတယ်ဆိုတာထပ်ခါတလဲလဲကျွန်တော်နေဖော်ပြလိုပါတယ်မြန်မာနိုင်ငံမှာလူမျိုးမျိုးဆိုအများဆုံးဖြစ်တဲ့ကျွန်တော်ချင်းပြည်နယ်ချင်းလူမျိုးများဟာတူတဲ့ဖွံ့ဖြိုးနေပြီဖြစ်တဲ့အခုလို21ရာစုနဲ့ပေါ့သူများတကဘာလုံး global village လို့ခေါ်နိုင်တဲ့အချိန်မှာကျွန်တော်တို့ကချင်းမှာ53ဒါမှမဟုတ်ဘယ်လောက်ပဲခေါ်ပေါ့လေဒီစိတ်ဓာတ်ဒီဆော့ချပြီးတော့ခင်မိတဲ့နိုင်ငံတွေနဲ့မကိုက်လျော်တဲ့မတင်လျော်တဲ့ငါလူမျိုးငါဒေတာအစွဲတွေကိုကျွန်တော်စိတ်တမ်းမတင်ဘဲနဲ့ချင်းတမျိုးသားလုံးအရေးအတွက်အတူတူကြိုးပမ်းဆောင်ရွက်ဖို့အမတမလိုအပ်တာတွေ့ရပါတယ်အထူးသဖြင့်အများစုအစဉ်ပြေလွယ်ကိုစွာလက်ခံပြောဆိုနိုင်မဲ့ဘုံစကားများကိုလည်းတတ်မှတ်ကျင့်သုံးဖို့လည်းလိုအပ်လာမှာဖြစ်တယ်လို့တဖွဲ့နဲ့တဖွဲ့မြို့နယ်စုတစ်ခုနဲ့တစ်ခုစီလုံးနဲ့ဝန်းကိုနေဆောင်ရွက်ဖို့အမတမလိုအပ်နေတာလိုအပ်ကြောင်းကျွန်တော်အနေနဲ့ပေါ်ပြလိုပါတယ်နောက်ဆုံးအနေနဲ့ဒီထုတ်ပွဲမှာကျွန်တော်တို့အားလုံးရှိမှမြင်တဲ့အတိုင်းပဲရိုးရာပစ္စည်းတွေပြီးတော့ကျွန်တော်ရိုးရာပွဲတွေအဓိကထားပြီးတော့ဘာသာစကားတွေနေရာအနှံ့အပြားမှာရောက်တဲ့အခါမှာဘာသာစကားကွဲပြားနေတာတွေ့ရပါတယ်တချို့ဒေသမှာ3-4မိုင်ပဲဝေးပြီမဲ့ဘာသာမတူတဲ့ရွာလေးတွေရှိပါတယ်အဲဒါကြောင့်ဘာသာစကားတွေလူမျိုးရဲ့အဓိကဟုတ်တလားအဲဒါကြောင့်ဘာသာထက်ပေါ့ကျွန်တော်အနေနဲ့ဒီနေ့မှာရိုးရာ culture ပေါ့ကျွန်တော်တို့ရိုးရာဓလေ့ကိုပြန်သွားမယ်ဆိုရင်အားလုံးအတူတူပဲဖြစ်ပါတယ်အဲဒါကြောင့်မတူညီမှုတွေကိုအဓိကမထားဘဲနဲ့တူညီတဲ့အချက်တွေကိုကျွန်တော်တို့ enlarge အကျယ်ချဲ့ပြီးတော့ကိုတူညီမှုအပေါ်မှာလက်တွဲပြီးတော့ချင်းပြည်နယ်ရဲ့ဒုတိယချင်းပြည်နယ်ရဲ့ဖွံ့ဖြိုးရေးကိုပဲအားစိုက်ပြီးတော့ဆောင်ရွက်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ယခုလိုနှစ်တစ်ကိုအခါတမရမှာဒီခါမအဆောင်မှာရောက်ရှိတဲ့သူများမဟုတ်ပဲနဲ့ချင်းပြည်နယ်တပြည်နယ်လုံးတနိုင်ငံလုံးနဲ့နိုင်ငံတကာရောက်ရှိတဲ့ချင်းတိုင်းရင်းသားများအနေနဲ့ကျွန်တော်တို့နှစ်တစ်ကိုပွဲမှာအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့လွန်ခဲ့တဲ့အခက်အခဲများကြော်လွှားခဲ့တဲ့အခက်အခဲများကိုမြည်ပြီးတော့လာမယ့်အချိန်အတွက်ကြိုတင်စူတောင်းပြီးဒီလာမယ့်အချိန်လာမယ့်နှစ်မှာပြီးခဲ့တဲ့နှစ်ရဲ့အခက်အခဲတွေကိုမမြင်ပြီးတော့အဲ့ပေါ်ကနေလာမယ့်အချိန်မှာအောင်မြင်နိုင်အောင်ဘယ်လိုလုပ်မလဲဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အမြင်ကိုထားပြီးနှစ်ရဲ့ပျော်ရွှင်မှုနှစ်ရဲ့အောင်မြင်မှုကိုအရောက်စီတိုင်းစုခိုးနိုင်ဖို့စူတောင်းမေတ္တာပို့ရနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်